တော့ဒါကျွန်တော်ကမ္ဘာရုပ်ရှင်မှာပေါ့နော်168နာရီရုပ်ရှင်စကားပြောရုပ်ရှင်နေတာပဲဖြစ်ပါတယ်168နာရီကဒီအခုတောက်ကြပေါ့နော်အခုနာမည်တောက်ကြနေ21ရက်နေ့မှာဆိုဒီမှာတို့သိရတယ်အဲ့တော့ဒီနေ့မှာဒါ pressure တော့တက်ပြီးတဲ့အတွက်ပဲမေးသားတွေအလုပ်ရရှိတဲ့ဒီနေ့မှာရောက်နေပြီလဲဆိုတော့ကျွန်တော်နဲ့လိုက်ကြည့်ကြပါကျွန်တော်တို့ဒီတိုင်းနဲ့ပတ်သက်ပြီးတော့အမှတ်တရလေးတွေကိုလည်းကျွန်တော်ဗီဒီယိုရောပရိသတ်တွေရောပြောပြပါဦးခင်ဗျာဘုလိုကျော်အပေးရတဲ့စစ်နိုင်နေပါတယ်ဒါဒီကလာမယ့်21ရက်နေ့ဆိုရင်ဒါကြုံနေကြတာပါဘူးအားလုံးပဲအားပေးပါအောင်ဝိုင်းရပေးပါအောင်ပြောနေပါတယ်ကျေးဇူးတင်ပါတယ်ဒီနေ့လည်းဒီမှာရေကောင်းချင်မလားပါပရိသတ်တွေကိုလည်းဒီကားလေးနဲ့ပတ်သက်ပြီးတော့ဖိတ်ခေါ်ပေးပါဦးခင်ဗျာကြွရောက်လာကြတဲ့ဒီကြီးအပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့168နာရီရုပ်ရှင်ဇာတ်ကားကြီးကအခုဆိုလို့ရှိရင်မတ်လ21ရက်နေ့မှာတနိုင်ငံလုံးမှာချုပ်မြင်ပြသပြီဆိုတော့လာရောက်အားပေးကြပါဦးလို့ဒီရနေစေကျွန်တော်ဖိတ်ခေါ်ချင်ပါတယ်ပြီးတော့ဒီနေ့ကြွရောက်လာတဲ့အပရိသတ်များအားလုံးပဲကျွန်တော်တို့ရဲ့ဒီနေ့ကားလေးကိုကြည့်ပြီးလို့ရှိရင်လည်း168နာရီလေးကို mention ခေါ်ပြီးတော့ review လေးပေးပေးပါအောင်နည်းနည်း Facebook မှာနည်းနည်းလေးဖွပေးပါအောင်လို့လည်းကျွန်တော်မေတ္တာရက်ခံချင်ပါတယ်အားလုံးကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာဟုတ်ကဲ့ကျေးဇူးများတင်ပါတယ်ဥက္ကဋ္ဌမင်္ဂလာပါခင်ဗျာဟုတ်မင်္ဂလာပါဟုတ်ကဲ့ဒီနေ့ကြောက်လာကြတယ်အချိန်ပေးပြီးတော့168နာရီချိန်ပေးကြောက်လာကြတယ်အဲ့ဒါတော့ဒီမင်းများနဲ့ပတ်သက်ပြီးကျွန်တော်ချစ်ကြတဲ့မျိုးတွေနဲ့စာနယ်ဇင်းဆင်ဆရာမတွေအားလုံးမင်္ဂလာပါနေပြီဆိုပါလေ168နာရီလက်ကားလေးအောင်ပတ်သက်ပြီးအချိန်ပေးမယ်ကျွန်တော်ပြုဆောင်မှုများစွာနဲ့တော့ကျွန်တော်အားလုံးကြိုးစားထားတဲ့ရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်ခုနအကောင့်စံပြောတော့လည်း20ရက်နေ့မှာကျွန်တော်ရုံနဲ့ပြသမှာဖြစ်တယ်အားပေးဝင်ရကြပါဦးကျွန်တော်ဖိတ်ခေါ်နေပါတယ်ကျေးဇူးတင်ပါတယ်ကျေးဇူးများတင်ပါတယ်ဒီနေ့မင်္ဂလာပါဟုတ်မင်္ဂလာပါအကိုလေးမောင်လေးပြောရတဲ့လိုပဲအမတ်တရလေးအမပြောပြပေးမှရတော့မယ်ပြောမယ်ဒီဒါနဲ့ဆွတ်ဆန်အားဒီနေ့အချိန်ပေးပြီးတော့ပေါ့နော်တက်ရောက်ပြီးတော့တ िश အားပေးကြတဲ့သူများအားလုံးကျေးဇူးများတင်ပါတယ်ဒီ168နာရီရုပ်ရှင်ဇာတ်ကားမှာလိုရကြတော့ရုပ်ဆောင်နည်းနည်းပုံအများကြီးအင်းနဲ့အားနဲ့ပြိတ္တအဝါကြီးကြည့်လို့ရအောင်နော်ဒါပေမဲ့ဟာတာရွက်လားဆိုလည်းမဟုတ်ဘူး horror ရွက်လားဆိုလည်းမဟုတ်ဘူးဒါပေမဲ့ drama ရဲ့ပါတီနော်သူအဲ့လိုရတာဆိုတော့ချိန်ကန်ဆက်ပေါ့ကွာအခုခေတ်စားနေလို့ဟိုအချိန်မှဝင်ပြီးလေအားလုံးညှိတော့အောင်ချိန်ထားပေးပါတယ်အဲ့တော့အားပေးကြပါဝန်းရကြပါအောင်အားလုံးကျေးဇူးတင်ပါတယ်ဒီနေ့ပဲတင်ပါတယ်ဘုံမလားပါအမတ်တရစကားလေးလည်းပြောပြပါဦးခင်ဗျာဒီစကားကြီးอ่ะပေါ့နော်ဒီပညာရှင်တွေအများကြီးပါဝင်ထားတယ်ခဏအမားတို့ကိုပြောပြလို့ရတာစုံတဲ့ဝက်ကားကြီးပေါ့နော်အဲ့အတွက်လာရောက်အားပေးပါအောင်လို့ပဲဖိတ်ခေါ်ချင်ပါတယ်ရှင်ဒီလိုပါတူမင်္ဂလာပါခင်ဗျာဘုံရဲရှိတယ်ပဲတူအရှိကြီးတော့ပြောပြရမယ်နော်ဟုတ်လေကားရဲ့ရွာကြောင့်နေလေးရိုက်ွက်ဒီလိုချိန်ရိုက်တာပဲလေဖြာအောင်ဖြာတရားလုံးနဲ့ဖြာပြီးတော့ရအောင်လို့ရိုက်ချင်တော့ဖွင့်မတိုင်ပဲရိုက်ထားတဲ့ကောင်လို့အမတ်တရားပဲကွန်ပျူတာနဲ့ကားလိုက်တော့ပေါက်မှာကွာပါတယ်တက်တော်ရိုက်တဲ့ခံဆိုလို့ရှိရင်လည်းအဲ့ဒါလေးကတော့အမတ်တရားပေါ့နော်သူ့ပါတဲ့ခံတော့ထားအောင်ပြည့်ပြည့်ကားလေးကိုဆက်လေးသိဆောင်ထားဆိုတော့အဲ့ဒါလေးကိုလည်းကြည့်ပြီးတော့အပြုအောင်လို့ရှိရင် Facebook တွေနဲ့တော့ဒီမှာလည်းဒီကားလေးကြောင်းလေးကိုလည်းကြည့်ပြီးတော့ကြည့်ပြီးတော့ကြောက်ကြည့်ပါဦးလို့ယုံကြည်အမိကြပါလားဒီကားလေးโอเคမင်္ဂလာပါအမလည်းဒီရုပ်ရှင်ဇာတ်ကားရဲ့ပတ်သက်ပြီးတော့အမတ်တရလေးပြောပြပါဦးခင်ဗျာမင်္ဂလာပါအမဒီကားမှာမပြောတင်တာလဲဆိုတော့တစ်လုံးမြင်ခဲ့တဲ့ပုံစံနဲ့အရင်ကပွားလိမ့်မယ်အဲ့လို character change တွေကိုပြုဆောင်ဝင်ရတဲ့အတွက်ဝမ်းသာတယ်ဒီ168နာရီအတွင်းမှာဘာတွေဖြစ်ကြမှာလဲဘယ်လိုဖြစ်ကြမှာလဲဆိုတော့ရတာပေါင်းစုံနဲ့လာရောက်ကြည့်ရှုအားပေးကြပါလို့ဖိတ်ခေါ်ချင်ပါတယ်ကျေးဇူးပါကျေးဇူးပါခင်ဗျာအခုအမတ်တရလေးပြောပြပါဦးခင်ဗျာမတရားတော့ကိုကင်လိုက်ပြေးတာပဲတော်ရရတင်အောင်ပါပြီကိုကင်လိုက်အဲ့တော့ကားတိုင်းလို့လည်းအခုဒီကိုကင်လိုက်သက်ရှင်နေတယ်အဲ့တော့ဒီဇက်ကားဟာကျွန်တော်တို့ညွှန်နေကြတာပါပဲဆိုတော့ကိုကင်လိုက်နဲ့အကယ်ဒမီရနေတယ်ဗျာဟာတာနဲ့အကယ်ဒမီရပါသေးလို့ကျွန်တော်ဇက်လိုက်မင်းသားကြီးတော့အကုန်လုံးကျေးဇူးစားကျွန်တော်ပြည်သက်ကိုတော့ပြောပါမယ်ခင်ဗျာကိုကျိုးမင်္ဂလာပါမင်္ဂလာပါ
မတရားပြောရောခင်ဗျာဟုတ်ကဲ့သမရရောရောက်ရှိနေကြတယ်ဒီနေ့168နာရီကိုလာပြီးတော့ချိန်ပေးအားပေးတဲ့ပြည်သက်ကြီးအားလုံးမင်္ဂလာပါကျွန်တော်လည်းတပတ်နဲ့သမရကိုခဏခဏရောက်နေဖြစ်ပါတယ်တချို့တော့တော်တော်ရင်းနှီးနေကြပြီဟုတ်ဒီကားကလည်းကျွန်တော်ပါပါရတယ်ဒီကားလေးမှာလည်းကြော်နိုင်တဲ့ character လေးနဲ့တိုင်တာကိုစောအာယူဦးစောရဲ့အားလုံးတို့အောင်ကျွန်တော်တို့ character တွေအကုန်လုံးအများကြီးအကောင်းဆုံးကိုယ့်ရဲ့ကဏ္ဍအသီးသီးကိုအကောင်းဆုံးတာဝန်ယူပြီးတော့ရုပ်ဆောင်လာကြပါတယ်ဒီကားမှာလည်းကျွန်တော်က comedian အနေနဲ့ပါဝင်ထားပါတယ် comment side အနေနဲ့ပါဝင်ထားပါတယ်ပြည်သက်ကြီးဝန်းရမှုနဲ့တူကျွန်တော်ရဲ့168နာရီအပတ်အများကြီးရအောင်ဝင်ပေးကြပါအောင်လို့ပြောထားပြီးပြောကြရင်းနဲ့ပဲကျွန်တော်ဒီကောချုပ်လိုက်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ကျေးဇူးပါကိုစနိုင်အမတ်တရားလေးပြောခဲ့ပါဦးခင်ဗျာအမတ်တရားတော့ကျွန်တော်ဒီဝိစုံကိုဝတ်တာတော်တော်ကြာပြီဒီကောင်းမှာပါတဲ့ဝိစုံကကျွန်တော်တော်တော်ကြာမှဝတ်တဲ့ဝိဖြစ်တဲ့ဝိစုံပေါ့နော်တော့ပြည်သက်တွေအလွမ်းပြည့်ကြည့်ဖို့ဒီကားထဲမှာဧည့်သည်တယောက်ဆောင်နေတဲ့ပါဝင်အားဖြည့်ထားပါတယ်အားပေးပါအောင်လို့ပြောချင်တယ်ကျေးဇူးတင်ပါဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ကျွန်တော်ဘက်မှာရှိနေတဲ့ brother လည်းကျွန်တော်တို့အမတ်တရားစကားလေးပြောပြပါအောင်ခင်ဗျာဒီစစ်မှာလည်းကြောက်ချင်းနေပေးကြတယ်အပရိကအားလုံးကျေးဇူးပါကျွန်တော်တို့ကတော့ကျွန်တော်တို့တိုင်းတဲ့အပိုင်းလေးပေါ့miss ပြန်ပွဲကျင်းပတဲ့အခန်းလေးမှာဒီ setting ပိုင်းနဲ့နောက်တစ်ခုဒီကိုစန်းတို့နဲ့တိုင်ပင်ပြီးတော့ကျွန်တော်တို့ judge တရားဝင်နဲ့ချုံမလေးတွင်ရဲ့ကျွန်တော်ရဲ့ဗလာလူရဲ့၃ယောက်ပါဝင်ပြီးဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်အားလုံးဒီနေ့ကချင်းစားတယ်ဒီမနေ့အပရိကကအောင်ကြပါလေ168နိုင်စကားကြီးရဲ့ဒီစကားပို့ပြီးအောင်နေပါလိတွားချင်းကြတယ်ပြည်သက်တွေလည်းသူ့ပဲကျေးဇူးတင်ပါတယ်ရှင်โอเคကျေးဇူးပါဒါဆိုရင်ကျွန်တော်တို့အမတ်တရားဓာတ်ပုံလေးရိုက်ကူဖို့အတွက်ကိုဒီရုပ်ရှင်ဇာတ်ကားကြီးရဲ့ဇာတ်လမ်းဇာတ်ညွန်တက်ဦးမောင်ကိုလည်းကျွန်တော်တို့စီမံမောင်ဖိတ်ခေါ်ပါတယ်ပြီးတော့ကျွန်တော်တို့ရိုက်ကွင်းဇာတ်ညွန်မင်းကိုဆိုလက်တံကွင်းကိုလည်းစီမံမောင်ဖိတ်ခေါ်ပါတယ်ကျွန်တော်တို့ဒါဘိုဘို film production မှာပုံစံအောင်လည်းအမတ်တရားဓာတ်ပုံလေးအတူတူရိုက်ကူဖို့အတွက်စီမံမောင်ယူသေးလေးစားစွာဖိတ်ပြကြပါတယ်ခင်ဗျာကိုကြီးကတော့တို့အဆုံးတော့ဖြစ်နေတယ်ကောင်းပါအထောင်းနေတော့ပါချလိုက်တော့တို့ရုံးပါလေတန်ရတဲ့ကောင်မှမရှိဘူးအဲ့ဒီဝန်ထမ်းတွေအားလုံးကမာမီသမီးတွေတို့အားလုံးဝန်ထမ်းဖြစ်နေတာလေအချစ်ပဲကိုကြီးရဲ့ ကိုကြီးဘာလို့ပဲကြံတော့ကွာမဟုတ်ပါဘူးဘာလို့ဆိုတာလဲငါမဟုတ်ပါဘူးဒီမှာပါလားရှဲကြောက်ဒီတို့မဟုတ်ဘူးနော်တို့အချင်းချင်းပြပုံစံနဲ့ငါရှေ့ကိုလိုက်မလာနဲ့နင်းလည်းငါတေခဲ့ပြက်ပဲဘယ်လိုကြပါလဲကျွန်တော်တမ်းမိုင်မကောင်းလို့ပါလေကျွန်တော်168နာရီပေါ့နော်168နာရီရုပ်ရှင်ပါကြီး pressure ကြည့်ပြီးပါပြီပေါ့နော်ကြည့်ပါပြီဖြစ်တဲ့အတွက်ပြန်လာတော့မယ်ဒါ21ရက်နေ့မှာရုပ်တည်ပြန်လာမှာဖြစ်တဲ့အတွက်ဘောတော့နာကြည့်ဖို့ဖိတ်ခေါ်ပါတယ်နော်တကယ်တမ်းကြီးရတဲ့ကားလေးကဖြစ်တဲ့တော့ဒီပြောမှဆိုအရင်မြန်မာကားနေနဲ့မတူဘဲနဲ့နောက်ထပ် fight တစ်မျိုးအစ်စ်ထည့်ရတယ်ပေါ့နော်အဲ့တော့ဘယ်လိုမျိုးဒီကြိုက်ထားလဲဆိုတာ21ရက်နေ့ရုပ်တည်ကြည့်လို့ရပါပြီအဲ့တော့အခုတော့ပြန်ပါပြီတက်တာပါ